ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ကျော်မင်း channel လေးကနေအားလုံးကိုမင်္ဂလာပါလို့ဥစွာပထမနှုတ်ခေါ်ဆက်သလိုက်ပါတယ်အားလုံးသောအကိုတွေမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်လေးတွေကံကောင်းတဲ့နေ့ရက်လေးတွေကိုပဲအမြဲထာဝရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာစိတ်သွားတိုင်းကိုပါပြီးတော့လူအင်စန္ဒတွေလည်းတလုံးတဝါကြီးပြည့်စုံကြပါစေလို့ဥစွာပထမဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ဗျာကဲကိုမိုင်အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်အခုလာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးကကျွန်တော်အခု30ရက်6လနော်2026အင်္ဂါနေ့ညနေအတွက်ဖြစ်ပါတယ်နော်ကိုမိုင်အားလုံးပဲကဲကိုမိုင်အားလုံးပဲနော်ကျွန်တော်တို့အင်္ဂါနေ့မနက်မှာတော့ဗျာနော်83ဆိုတော့လေရှယ်မွေးခွေသမားတွေတော့ okay ပြီပေါ့ဗျာနော်ကျွန်တော်ပြောပြီးသားနော်3989အခွေနော်လာမှာပါလို့နော်ဒုတိယမြောက်ခွေတွေကတော့ကျွန်တော်ကျန်တဲ့တက်မှုရှိရင်လည်းထပ်ပြီးတော့စူးစမ်းပေးမှာပေါ့ဗျာနော်ဒါမွေးခွေမှာရလိုက်ကြတဲ့ကိုတွေမတွေပေါက်ကျင်းလေးတွေမှန်းခဲ့ပြီနော်မွေးခွေအခွေဆိုပြီးတော့ပြောနေကြတာပဲမေးတော့လဲမေးနေကြတာပဲဗျာနော်တကယ်ထွက်လာတဲ့ခါကျတော့လဲရလိုက်ကြတယ်ပေါက်လိုက်ကြတယ်ဆိုတော့ကိုတွေမကြီးက2ယောက်3ယောက်ပဲရှိတဲ့အခါ2ယောက်3ယောက်ပဲမှန်းတဲ့အခါကျတော့ကျွန်တော်လဲအားရုပ်သွားတယ်ဗျာနော်ဒါကျွန်တော်ပတ်တိုင်းတော့ချယ်မွေးခွေဆိုတာဒါအခုတည်းမဟုတ်ဘူးနော်အမိတလောက်ဆိုရင်အပတ်ရေတော်တော်များများနော်10ပတ်ကျော်လောက်တော်တော်ကျော်လောက်နော်အများတန်းကိုထွက်နေတာဒါကျွန်တော်သူများကြီးလို့9လုံးခွေလည်းမဟုတ်ဘူးနော်4လုံးနဲ့ခွေရတဲ့အခုယူပေးပေးတာနော်ကဲအခွေမှာရလိုက်ကြတဲ့ကိုရီမာတွေပေါက်ချေးလေးတွေမှန်းခဲ့ပေးကြပါဗျာနော်နေတိုက်ဒေးတန်ကစားတဲ့ကိုရီမာတွေကတော့ကျွန်တော်တို့3ပိုင်3ပတ်ဒီမှာကြိုက်လို့ကစားလိုက်တဲ့ကိုရီမာတွေရှင်းရင်လည်းပေါက်ချေးလေးတွေမှန်းခဲ့ပေးပါနော်မနေ့ကညနေရတာဒီခုံ3ကြမယ်ဆိုရင်တော့ဗျာနော်ကိုမာတွေ main ကွက်ကလေးပါမိတာပေါ့နော်ဒါပေမဲ့ဒီမနေ့ကျတော့မထင်ထားဘူးလေဗျာနော်ဒါမာကနိုင်ပဲဆက်ဆင်သွားတယ်မာကနိုင်ကနော်ကျွန်တော်တို့ဒီတစ်ပတ်မှာ13509ကနန်း9လုံးအကုန်ဆင်းသွားပြီနော်ဆုံးမ6တလုံးပဲဆင်းသေးတယ်နော်လှတော့လှနေပြီဗျာနော်အကွက်တွေတော့ပြနေတာပေါ့ကျွန်တော်တို့နော်အဲ့လိုဖြစ်နေဒီမာကနန်း3လုံးကြောက်သွားတယ်မှာခုံနဲ့3နဲ့ခုံနဲ့တော့ကြမယ်လို့တော့မထင်ဘူးပေါ့ဗျာဒီလိုမထင်မှတ်တာလေးတွေပေါ့နော်ဒါပေမဲ့မွေးခွေမှာကြတော့ဘာကြောင့်ပါလဲဆိုတော့တနေ့တည်းစာတစ်ချိန်တည်းစာမဟုတ်ဘူးလေဗျာနော်ကျွန်တော်တို့က3ရက်စာ5ရက်စာဒီလိုချုပ်ပြီးတော့ခဏကိုဒီရက်ထဲမှာကြာမှခဏကိုချုပ်ပြီးတော့ကြည့်ပြီးပေးရတာမျိုးဆိုတော့သူကတော့လဲလို့တော့မရဘူးနော်ကဲရှယ်မွေးခွေမှာရလိုက်ကြတဲ့ကိုရီမာတွေအောက်ကြီးလေးတွေမှန်းခဲ့ပြီပါနော်နေတဲ့ကကိုရီမာတွေလည်း3ပိုင်3ပတ်တီလေးကိုကြိုက်လို့ကစားလိုက်လို့ရတဲ့ကိုရီမာတွေရှိရင်လည်းအောက်ကြီးလေးတွေမှန်းခဲ့ပြီကြပါဗျာနော်ကျွန်တော်တို့ညနေမှာတော့ပတီရောမင်းကွက်ကောချီမီလေးဖြစ်အောင်အကောင်းဆုံးထပ်ပြီးတော့စူးစမ်းပေးပါမယ်နော်ကဲကိုမိုင်အားလုံးပဲနော်ကျွန်တော်ခုမှမြင်ခုမှတွေ့ခုမှဝင်ရောက်ပြီးတော့အားပေးကြတဲ့ကိုရီမာတွေအားလုံးရောကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ကိုရီမာတွေအားလုံးရောဗီဒီယိုဖိုင်လေးကိုလိုက်လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါလို့တောင်းဆိုပါတယ်ဗျာနော်ကိုမိုင်အားလုံးပဲကဲကိုရီမာတွေအားလုံးပဲနော်ကျွန်တော်တို့အဖွဲ့ဝင်ကိုရီမာတွေကိုလုတ်ဆရာရှိရဆက်ပြီးလုပ်ပါနော်ကိုလုတ်ဆရာရှိရဆက်ပြီးလုပ်ပါကျွန်တော်ထုတ်ထားတဲ့ဗန်ဒီရလုံးဝကြောက်မှာမဟုတ်ပါဘူးနော်ကိုလုတ်ဆရာရှိတာကိုဆက်ပြီးတော့လုပ်ပါနော်ဘာလုပ်ရမလဲဆိုတာတော့မပြောနေနဲ့နော်မမေးရတာလေကဲကိုရီမာတွေအားလုံးပဲနော်ကျွန်တော်တို့မွေးခွေမှာနော်အခွေဖောက်ဝင်ထားတဲ့ကိုရီမာတွေလည်းအခွေပါမေးတာဗျာနော်အခွေပဲသူတို့သဘောကျကြတာလည်းမသိတကယ်လည်းထွက်လာပြီးခဲ့တဲ့ရှစ်ပတ်ဒီမှာလေနော်ခွေမှာရလိုက်ကြတယ်ဆိုတော့ကိုရီမာတွေလာမှန်တာ10ရောက်မပြည့်အဲ့အတွက်ကျွန်တော်လည်းစူးစမ်းပြီးတော့ရှာပေးတာပေါ့ဗျာဒါပေမဲ့လည်းနော်ကျွန်တော်ဘက်ကတော့စေတနာမပြတ်ပါဘူးစေတနာမပြတ်ပါဘူးနော်အမြဲတမ်းအကောင်းဆုံးစူးစမ်းပေးနေတာပဲဒါပေမဲ့တိတ်စိတ်ဝင်စားလို့ရလိုက်ကြတဲ့လူတကယ်ခဏန်းကြလာလို့ရလိုက်ကြတဲ့လူတွေမှန်းတဲ့ခါကျတော့5ယောက်3-4ယောက်ပဲရှိတဲ့ခါကျတော့လေကျွန်တော်လည်းအားတော့ချုပ်တာမှန်ပဲဗျာဒါမှန်တော့စကားပါနော်ကိုမိုင်အားလုံးပဲဘာပဲဖြစ်ပါဘယ်နှယောက်ပဲရလိုက်ကြတဲ့ကိုမိုင်ကြီးကတော့မှန်ပြီပါနော်ကျေးဇူးပြုပြီးတော့ကဲကိုမိုင်အားလုံးပဲနော်ဒီရွက်ပါမှာတော့ကျွန်တော်တို့ရှယ်မွေးခွေလေးကတော့အဆင်ပြေပြီမွေးပရိသမားတွေလည်းကိုလုတ်ဆရာရှိရဆက်ပြီးလုပ်ပါသူ့ဘာသူလာပါလိမ့်မယ်နော်ကဲကိုမိုင်အားလုံးပဲကျွန်တော်တို့အင်္ဂါနေ့ညနေမှာတော့ကျွန်တော်တို့6-4-1ချိန်နဲ့ကစားပါမယ်9ပိုင်9ပတ်တီ4ပိုင်4ပတ်တီပါเนาะထုံးစံနိုင်မယ်9ပတ်တီကိုကြိုက်လို့ကစားတဲ့ကိုရီမာတွေကလည်းကိုကစားနိုင်တယ်4ပိုင်4ပတ်တီကိုကြိုက်လို့ကစားနိုင်တဲ့ကိုရီမာတွေကလည်းကြိုက်ရင်4ပိုင်4ပတ်တီကိုကစားနိုင်ပါတယ်เนาะတနေ့ကုန်က share key ဖြစ်တဲ့ကျွန်တော်တို့646ဆိုတဲ့ key နဲ့လည်း6-4
ပတ်တီကိုကြိုင်ပြန်ပြီးတော့ခွေပြီးတော့ကစားပါနော်ကိုကိုမိုင်အားလုံးပဲကဲကျွန်တော်တို့6နဲ့ပတ်သက်ပြီးတော့အဓိက main ထားပြီးတော့ကစားမယ်ခဏလေးတွေရယ်4ပိုင်း4ပတ်တီနဲ့ပတ်သက်ပြီးရယ်လည်းအဓိက main ထားပြီးတော့ကစားမယ်ခဏလေးတွေကိုကျွန်တော်ထပ်မံပြီးတော့ညှဝေပေးတော့ပါမယ်နော်ကိုကိုမိုင်အားလုံးပဲဗီဒီယိုပိုင်းလေးကိုလိုက်လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါနော်ကဲကိုဒီမိုင်အားလုံးပဲကျွန်တော်တို့နော်6ပိုင်း6ပတ်တီနဲ့ပတ်သက်လာပြီဆိုရင်6 1 6 6 9 8 9 2နော်အဓိက main ထားပြီးတော့ကစားပါနော်ခဏန်းလေးတွေကစားတဲ့အခါမှာအားပြီးတော့ကစားပါဗျာနော်ကျွန်တော်တို့6 1 6 6နော်6 8 9 2နော်အဓိက main ထားပြီးတော့ကစား4ပိုင်း4ပတ်တီးနဲ့ပတ်သက်လာပြီဆိုရင်လေကိုကိုမိုက်အားလုံးပဲ4 1 4 6 4 5 4 3နော်အဓိက main ထားပြီးတော့ကစားပါခဏန်းလေးတွေကိုကစားတဲ့အခါမှာအားပြီးတော့ကစားပါဗျာနော်ကိုကိုမိုက်အားလုံးပဲကဲကိုကြီးမိုက်အားလုံးပဲเนาะကျွန်တော်ထပ်ပြောမယ်เนาะ4ပိုင်း4ပတ်တီးနဲ့ပတ်သက်လာပြီဆိုရင်4 1 4 6 4 5 4 3เนาะအဓိက main ထားပြီးကစား6နဲ့ပတ်သက်လာပြီဆိုရင်လည်း6 1 6 6 9 8 9 2เนาะအဓိက main ထားပြီးကစားပါเนาะအထူး main ရောတက်ကွက်ကောင်းလေးလည်းကျွန်တော်ထပ်မံပြီးတော့ရွေးချက်ပေးသွားအောင်မယ်เนาะဗီဒီယိုပိုင်းလေးကိုလိုက်လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးကြပါเนาะကိုကြီးမိုက်အားလုံးပဲကဲကိုကြီးမိုက်အားလုံးပဲเนาะကျွန်တော်တို့6ပိုင်း6ပတ်တီးနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့6 1 6 6 9 8 9 2เนาะ idea မှာ main all တက်ကွက်ကောင်းကြီး60မှာ8ပါเนาะ6နဲ့ပတ်သက်လာရင်68ဒီအထူး main all တက်ကွက်ကောင်းပါခဏလေးတွေကိုအားပြီးတော့ကစားပါဗျာเนาะ4ပိုင်း4ပတ်တီးနဲ့ပတ်သက်လာပြီဆိုရင်လေ4 1 4 6 4 5 4 3နေရာမှာအထူး main all တက်ကွက်ကောင်းကြီးကျွန်တော်တို့40မှာ5ပါเนาะကျွန်တော်ဒီကိုကြိုက်နေပါတယ်เนาะအဲကြောင့်6နဲ့ပတ်သက်လာရင်68ဒီကိုဒီမိတက်ကွက်ကောင်းเนาะ4ပိုင်း4ပတ်တီးနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လေ45เนาะညီကိုပဲတက်ကွက်ကောင်းပါเนาะဒီညနေမှာညီကိုလာမယ်လို့တော့ညှော်လင့်တာပဲเนาะကဲကိုဒီမကြီးအားလုံးပဲเนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးသောကိုဒီမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲထာဝရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာ